လိုအပ်တဲ့ပူမလုံးကြပဲနဲ့ပမာရီကျွေးတဲ့ထမင်းပွဲဆိုရင်ကြည်လိုက်ဘုန်းကြီး10ပါးပင်နေဆိုရင်ပါ20စားလို့မကုန်ဘာဆို waste တွေအများကြီးဖြစ်တာအဲ့ဒါလည်းပြောအောင်မယ်ဟိန်းစာဆိုတဲ့ကိုရီးယားသွားတော့ဟိန်းစာဆိုဘုန်းကြီးကြောင်းကြီးထမင်းညံဟင်းညံမပြအောင်စားခါထဲတိုင်းကိုထဲထဲတယ်ပကံကောင်းစားဘုံဘုံကအဲ့ဒါကိုသဘောကျလို့ပြင်ဦးလွင်မှာအဲ့လိုလုပ်ထားနော်ပကံထဲရောက်ပြီးတော့လုံးဝထမင်းညံမပြအောင်ကောင်းစားကုန်ရင်ဘယ်နှပကံကုန်ကောင်းစား waste မလုပ်အောင်အကုန်လုံးအဲ့ဒါလို့ထိန်းလိုက်မယ်ဆိုရင်ဗမာပြည်ကတော်ရောစီးပွားပြန်တက်သွားတယ်ခွာ waste တွေအများကြီးဖြစ်တယ်အိမ်တိုင်းမှာ waste ကမနေဘူးအဲ့ဒါရှိအများကြီးအိမ်တိုင်းထဲမှာအလေလွန်းနေထင်ကောင်းထင်လိမ့်မယ်ဒီထမင်းလေးတစ်လုံးထမင်းလေးနည်းနည်းပို့တာဘာပြောပါလောက်မှတော့ဗမာတွေကတော့အဲ့လိုပဲထင်ဒီနေ့တစ်လုံးတစ်ပြင်ကတစ်လုံးတစ်ဘက်ကတစ်လုံးခဏကတစ်လုံးလဲဆိုတလားဆိုရင်အလုပ်ပေါင်း30အဲ့အလုပ်ပေါင်း30ကဘယ်နှရက်စာရသွားပြီတော့စဉ်းစားကြည့်နောက်တစ်နှစ်ဆိုရင်300ကျော်သွားပြီအလုပ်ပေါင်းအဲ့ဒါတွေကစိတ်ဖြစ်သွားပြီအများကြီးနော်အဲ့ဒါလည်းတတိထားစရာကောင်းတာပဲရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ကချမ်းသာလာမှာပါသူများပြောဖို့မလိုပါဘူးကိုယ့်အကိုစပြင်ရမှာဟုတ်တယ်မလားကိုယ့်အကိုစပြင်ဘုန်းသူပြင်ဦးလွင်စားလို့ရှိရင်ကိုစားတဲ့ခွက်တွေကအကြမ်းမရှိအောင်လို့ပိုမထဲနဲ့သုံးစုံမဲ့ပိုထဲလို့ကြရင်ငါတောင်အောင်မဟုတ်ဘူးပိုမထဲနဲ့အဲ့လိုပဲကိုစားနိုင်တဲ့လောက်လေးပဲထဲနော်ကိုစားတာကိုချိန်ထားတယ်ကိုယ့်အကိုသိနေမှာဘုံဘုံက2ဆုံးပဲစားတယ်ဒီလောက်ဆုံးတယ်ဆုံး2ဆုံးပဲစားတက်ကြီးလာတော့ရောလာခါတိုင်း3ဆုံးစားတယ်ခု2ဆုံးပဲစားအဲ့ဒါနဲ့လည်းနေလို့ဖြစ်တယ်လေတော်ပြီပေါ့စားမကြည့်တာမရှိဘူးဘယ်နှဆုံးစားကြတော့ခုဘယ်နှပကံလုံးလို့မရဘူးနော်ဘယ်နှပကံလုံးဆိုပြီးတော့မှသွားပြီးဝိတ်တွေခြားကြဘာလို့ကြတဲ့အခါလဲဆေးတောက်ရနဲ့နောက်ထပ်မှားတာခေါ်တယ်နော်စားရတယ်ကနေပြီးတော့မြတ်တာစားရင်ထပ်ပြီးဝိတ်ချတယ်မလို့အဲ့လိုဖြစ်အောင်ကြိုးစားကြပါနော်တွေးဖို့ရပေးတာပါဖုံးကကိုယ့်ကိုတွေးပေါ့အမှန်ကိုယ့်ကိုတွေးပြီးတော့အမှန်လမ်းကြောင်းပေါ်ရောက်သူများကိုမကြည့်နဲ့ကိုယ့်ကိုပြင်ဖို့ပြောတာနော်ပြီးတော့မှဟိုလူကြောင့်ဒီလူကြောင့်လည်းပြောနေဘာကြောင့်ဖြစ်ငါကြောင့်သူ့ကြောင့်မဟုတ်ငါကြောင့်အဲ့ဒါလိုဖြစ်ရမှာအဝတ်တွေဘလောက်ဝယ်ကြတာဟိုဖို့တလားဘလောက်ကောညာကြီးပဲလား fashion ပေါ်တိုင်းလားအဲ့တော့ချွတ်ကြံချွေတာကြီးလိုက်လို့ရှိရင်ဘလောက်ထိအောင်ပိုးလာမလဲဆိုလို့ရှိရင်အများကြီးပိုးလာပြီးတော့ဒီတဲ့အကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်အောင်ဒီအကျိုးရှိတဲ့အလုပ်ဘုန်းတော့အဲ့လိုမြင်တာပဲကိုမြင်တာပြောတာနော်ကြိုက်မှလုပ်မကြိုက်ရင်လုပ်เสียမလို့ဘုန်းကတော့အဲ့လိုကိုမြင်တာကိုပြောတာတို့နိုင်ငံမှာအဲ့လိုစိတ်လုံးနိုင်လို့ရှင်ကောင်းပါလို့